တင်ကငှပြောသည့်တစ်လုံးကိုစားလိုက်တဲ့အခါတင့်ရဲ့သွားတွေကရင်းကိုနူးညံ့တဲ့အနှစ်ဖြစ်သွားအောင်ဝါချေပေးပြီးတထွေးထဲမှာရှိတဲ့အင်ဇိုင်းတွေကငှပြောသီးမှာပါတဲ့တကြားဓာတ်နဲ့တဘာဝအမြင်ဓာတ်တွေကိုချက်ချင်းဆိုသလိုစတင်ဖြိုခွဲပေးပါတယ်။အဲ့ဒီလိုနူးညံ့သွားတဲ့ငှပြောသီးဟာတင့်ရဲ့အစာအိမ်ထဲကိုမရောက်ရှိခင်ကတည်းကတစ်စိတ်တစ်ပိုင်းကျဉ်ညက်နေပြီဖြစ်ပြီးအစာရည်မျိုးပြိုးတစ်လျှောက်အလွယ်တကူပဲရောကျသွားပါတယ်။အစာအိမ်ထဲရောက်သွားတာနဲ့တပြိုင်နက်ပြင်းထန်တဲ့အက်ဆစ်တွေကရင်းကိုပုံမကျဉ်ညက်အောင်ဖျော်ချပစ်လိုက်ပြ။အဲ့ဒီအနှစ်ထဲကနေပိုတက်ဆီယမ်မက်ဂနီဆီယမ်နဲ့ဗီတာမင် B6 တို့ကိုထွက်ရှိလာစေပါတယ်။အစာအိမ်ထဲမှာငှပြောသီးဟာတင့်ခန္ဓာကိုယ်ကအမြန်ဆုံးဆုပ်ယူနိုင်တဲ့ပုံစံမျိုးဖြစ်တဲ့ခိုင်းမလို့ခေါ်တဲ့အာဟာရတက်ကြွယ်ဝပြီးချုံးမွေ့တဲ့အရေးဖြစ်ပြောင်းလဲသွားပါတယ်။ဒီအာဟာရတွေဟာတင့်ရဲ့ဥသိမ်းစီကိုလျင်မြန်ပြီးတန့်စင်တဲ့စွမ်းရည်တွေပို့လုပ်ပေးပါတယ်။ဒါမှမဟုတ်တင့်ခန္ဓာကိုယ်ကဥသိမ်းထဲမှာရှိတဲ့မရှိမဖြစ်အာဟာရဓာတ်တိုင်းကိုစုပ်ယူဖို့ပြင်ဆင်ပါတယ်။ပိုတက်ဆီယမ်ဗီတာမင်များအမြင့်ဓာတ်နဲ့အန်တီအောက်ဆီဒန့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာတင်းငယ်တဲ့ဥမွေးလေးတွေထဲကိုရွှေ့ရသွားပြီးတင့်ရဲ့သွေးကြောတွေကိုချက်ချင်းနှီးပါဝင်ရောက်သွားပါတယ်။ပိုတက်ဆီယမ်ကတင့်ရဲ့နှလုံးနဲ့ကြက်သားတွေကိုထောက်ပံ့ပေးပြီးအမြင့်ဓာတ်ကအစာချေစနစ်ကိုကူညီပေးကဗီတာမင် B6 ကတော့တင့်အုံနောက်ရဲ့စွမ်းရည်လမ်းကြောင်းတွေကိုလှုပ်ဆော်ပေးပါတယ်။မိနစ်ပိုင်းအတွင်းမှာတင်တင့်ရဲ့ခန္ဓာကိုယ်စနစ်တစ်ခုလုံးဟာတည်ငြိမ်တဲ့စွမ်းရည်ပုံမှန်ရှိတဲ့စိတ်ခံစားချက်နဲ့ပုံမကောင်းမွန်တဲ့အာရုံစူးစိုက်မှုတို့နဲ့အတူနိုးကြားတက်ကြွလာပြီးဒါတွေအားလုံးဟာငှပြောသီးတစ်လုံးထဲကနေရရှိတာဖြစ်ပါတယ်။ငှပြောသီးဆိုတာတာမန်တရေစာတစ်ခုတည်းမဟုတ်ပါဘူးခန္ဓာကိုယ်တစ်ခုလုံးကိုစွမ်းရည်မြင့်တင်ပေးတဲ့အရာတစ်ခုဖြစ်ပါတယ်